ခါဘတ်အတွင်း၌တနတ်ငယ်တလက်ဝှက်ထားသည်ဤလက်နက်ကိုဝေးကွာပြင်းထန်သောအနောက်ဘက်ခိ၏ပန်တက်ငွေလို့သူရာဇဝတ်သားများကအုံပြုခဲ့ကြသည်အကြောင်းမှာခလုတ်တစ်ချက်အနှဲငယ်သာနှိပ်ယုံဖြင့်အလွယ်တကူပြစ်ခတ်နိုင်သောကြောင့်ဖြစ်သည်၎င်းကိုအဓိကအားဖြင့်ဤသို့အုံပြုခဲ့ကြသည်သူသည်ရန်ပုံကိုဒဏ်ရာအပေါ်သို့ဓာတ်ရိုက်ဖြန်းပတ်ကာမီးပွားဖြင့်မီးရှို့ခဲ့သည်တင်တွေ့မြင်ရသည့်အတိုင်းမီး၏အပူချိန်ညှဉ်းမားမှုကြောင့်ဒဏ်ရာသည်ချက်ချင်းအနာကျက်စေပါသည်နောက်ဆုံးတွင်ပတ်တီးစီကမီးငိမ့်တက်ရပါသည်ထို့နောက်ပတ်တီးကိုပါမီးဆက်လောင်ပါသည်ထိုဥထုပ်တွင်ဓားသွားများနှင့်ကက်ကြီးအမျိုးမျိုးတက်ဆင်ထားပြီးအားလုံးတစ်ပြိုင်နက်တည်းအလုပ်လုပ်နိုင်သည်၎င်းကိုတင့်ခေါင်းပေါ်တင်၍လျှက်စစ်ဖွင့်လိုက်သည်နှင့်သပင်ညက်ချင်းလှုပ်လန်းစဉ်အလိုအလျောက်စတင်သွားမည်ဖြစ်သည်ဤနည်းပညာသည်အလွန်တိကျမှန်ကန်လာပါသည်သူသည်ဆက်လက်ကားနာသို့ချင်းကပ်လာသောအခါအထူးခလုတ်တစ်ခုကိုနှိပ်လိုက်သည်ထိုအခါဝှီးချဲသည်ဆက်လက်ကားနှင့်အလိုအလျောက်တွဲကပ်သွားသည်တင်တွေ့ရသည့်အတိုင်းဝှီးချဲကုန်၏ဘီးများသည်အလွန်ချောမွေ့နေပြီးလှေကားထည်များကြားရှိကွက်လက်များထဲသို့ချော်ကျနိုင်ခြေရှိပါသည်ဤထူးခြားကောင်းမွန်သောစနစ်ကြောင့်ဝှီးချဲကုန်ဖြင့်ပင်လွယ်ကူစွာတွာလာနိုင်စေပါသည်